မိတ်ဆွေတို့တတိပေးပြစေတကယ်လို့များမနဲ့မနိုင်မှာတဲ့နာမည်ကိုအပြင်ကခေါ်တန်ကြပါကလုံးဝမထူပါနဲ့တကားတွေလည်းဖွင့်လိုက်ပါနဲ့တော့ဘာဖြစ်လုံးဝမထူလိုက်ပါနဲ့ဇလန်းကိုပြောပြရရင်ကျွန်တော်ငယ်ကနေခဲ့တဲ့အနေမျိုးလေးမှာအရန်ကြောက်စရာကောင်းတဲ့ဖြစ်တွေရှိခဲ့တယ်အဲ့ဒီဖြစ်တွေကညတကောင်ကြော်လာနဲ့စလာပါပဲကျွန်တော်9လနှစ်တုန်းကဝမ်ကွက်ညမလေးအမလီယာသူ့အမေကျွန်တော်အတော်နေမကောင်းချင်နေတော့ကျွန်တော်တို့နဲ့တူလာနေတယ်ဖမ်မလီရောကျွန်တော်ကအတန်းတူပဲသူကတော့အမြဲငြိမ်ပြီးအရေးပြုံးလဲနေတယ်ကျွန်တော်အမေကတော့ကျွန်တော်ကိုကြွဆိုင်ပေးဖို့မှားရတာပေါ့ကြောင်းတက်တော့သူကအတန်းပိုင်ဒေါ်ခင်ကြီးအတန်းမှာတက်ရတယ်လူတိုင်းကဒေါ်ခင်ကြီးဆိုတာနဲ့ပြီးကြလေသူကဒီကျောင်းမှာစတင်နေတာကြာပေါ့ဘယ်ကလေးကလဲဆိုတာဘယ်သူမှတော့သိချမသိဘူးဒေါ်ခင်ကြီးနဲ့ပတ်သက်တဲ့ကျောင်းကကလေးတွေကတော့သူ့ကိုစုံမကြီးဆိုပြီးပြောကြတယ်ကလေးတွေကိုတက်ပြီးသူ့ကိုသူအရွယ်တင်အောင်လုပ်တယ်ဆိုပြီးတော့ပေါ့နောက်ပြီးတော့ကျွန်တော်တို့မြို့ငယ်လေးမှာတရေပုံပြင်တစ်ခုကညကလေးတရေတွေဆိုတာပဲကလေးရဲ့တန်တွေကိုည2နာရီမှကြားရင်လုံးဝမထွက်ကြနဲ့ဆိုပြီးကလေးကြီးတွေကကလေးငယ်တွေကိုအမြဲတမ်းပေးတတ်တယ်အဲ့ဒီညကကျွန်တော်နဲ့အမလီကထမင်းစားပြီးစပိန်တူထွက်စီကြတော့ကျွန်တော်အမေကတော့နောက်တလူလူနဲ့လျင်ပြန်လာတော့ညကလေးတရေတွေဖမ်းလိုက်မယ်ဆိုပြီးတော့ပြောတော့အမလီကရဲနေသေးတယ်ကျွန်တော်ကသူ့ကိုပြောပြတယ်တကယ်လို့ညဘက်အဲ့ဒီအတန်တွေကြားရင်မထူးဖို့အမလီကတော့ကျွန်တော်ပြောတာကိုမယုံဘူးလေညဘက်ရောက်တော့ကျွန်တော်ကတခုခုကိုစိတ်ပူပြီးတော့အိတ်လို့ကိုမရဘူးအဲ့ဒီအချိန်မှာပဲပြင်ကရေတန်တွေကြိုးခုံမိသလိုမျိုးအတန်တွေကိုကြားလိုက်ရတယ်အဲ့ဒီအချိန်မှာအမလီကိုကျွန်တော်ရမ်းစိတ်ပူသွားပြီးသူ့အခန်းစီကိုခေးကြည့်လိုက်တော့ကတင်ပေါ်မှာအမလီမရှိတော့ဘူးပဒင်းပပတွေကိုလှမ်းကြည့်လိုက်တော့ညကလေးတရေတွေကိုကျွန်တော်မျက်မြင်ကိုတွေ့လိုက်ရတယ်ပြီးတော့သူတို့နဲ့အတူအမလီကိုလည်းတွေ့လိုက်ရတယ်ကျွန်တော်ကအမလီလို့ခေါ်လိုက်ပေမဲ့သူကကျွန်တော်ကိုတစ်ချက်လှည့်ကြည့်ပြီးမမှတ်မိတဲ့မျက်လုံးတွေနဲ့တဖြည်းဖြည်းနဲ့ကလေးတရေတွေနောက်ကိုလိုက်သွားတော့တာပဲကျွန်တော်တို့လည်းအမလီပျောက်တော့ရဲရီခေါ်လူလိုက်ရှာနဲ့နောက်ဆုံးမှာတော့အမလီကိုလုံးဝမတွေ့တော့ပါဘူးအမလီပျောက်ပြီး2ပတ်3ပတ်လောက်လဲကြာတော့ကျွန်တော်ကျောင်းမှာတန်ရှင်းရတာဝင်ကြတော့ကျောင်းတော့ကတော့အုပ်ဖက်ကိုရောက်သွားတယ်အဲ့ဒီမှာထူဆန်းတဲ့တပင်ကိုတွေ့ခဲ့တယ်တပင်ပင်စီမှာခလေးမျက်နှာရင်းလိုပုံစံတွေဖြစ်နေပြီးတော့မျက်နှာတစ်ခုကအမလီနဲ့တထေရတယ်ပါပဲအဲ့ဒီနေ့မှာပဲကျွန်တော်ဒေါ်ခင်ကြီးအတန်းနဲ့ကိုလူမရှိတဲ့အချိန်ခိုးဝင်ပြီးတော့သူ့အန်ဆွဲကိုဖွင့်ကြည့်လိုက်တဲ့အခါအမလီကိုနောက်ဆုံးကျွန်တော်မြင်လိုက်ရတဲ့ညကသူ့ခေါင်းမှာတက်ထားတဲ့ဘန်းရောင်ပလစ်ကလေးကိုဒေါ်ခင်ကြီးရဲ့အန်ဆွဲထဲမှာတွေ့လိုက်ပါတယ်အဲ့ဒီညကကျွန်တော်အိမ်မပျော်ပါဘူးအိမ်ပြင်ပမှာလဲညကလေးတရေရီအတန်တွေကျွန်တော်ကြားနေခဲ့ပါတယ်ပြီးတော့အမလီအတန်နဲ့ကျွန်တော်နာမည်ကိုခေါ်နေတယ်လဲကျွန်တော်ကြားခဲ့ရပါတယ်